ကဲအားလုံးပဲမင်္ဂလာပါနော်ကဲအောင်သောပရိမာတွေမင်္ဂလာပါကျွန်တော်တို့တွေကိုရှိုင်း channel အစ်စ်ကနေပြန်လည်တွေ့ထစာကြိုဆိုလိုက်ပါတယ်ကဲအောင်သောပရိမာတွေဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်ကြည့်မယ်ဗျာနော်ကျွန်တော်ရဲ့ပထမ channel အကောင့်ဟောင်းလေးဒီဘန်ခံနိုင်ရပါတယ်အခုကျွန်တော်ရဲ့ဒီ channel တစ်ကလေးကိုနော်ကျွန်တော်ရဲ့လူအောင်ကိုရီမာတွေရောကျွန်တော်အခုမှမြင်လို့တွေ့လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုရီမာတွေရော channel လေးကို subscribe လေးပြန်နှိပ်ထားပေးစေချင်တယ်နော်ကျွန်တော်ရဲ့ပထမ channel အဟောင်းကတော့ကျွန်တော်တို့ဘန်ခံလိုက်ရပါတယ်เนาะ Viber လည်းဘန်ခံရတယ် channel လည်းဘန်ခံရတယ်เนาะအဲ့တော့အောင်သောလူအောင်ကိုရီမာတွေ channel တစ်ကလေးကို subscribe လေးနှိပ်ထားမယ်เนาะ subscribe မနှိပ်ရသေးဘူးဆိုတော့ကိုရီမာတွေ subscribe လေးနှိပ်ပြီးထားမယ်ကဲမနက်ဖြန်နေ့ကုန်မှာဘာကနန်းကွက်ကလေးတွေစော့မလဲဆိုတော့ကျွန်တော်ရဲ့ကိုရီမာတွေ channel တစ်ကနေပဲကျွန်တော်ပြန်တင်ပေးမယ်ကျွန်တော်ဒီမှာလာပြီးတော့ဖွဲ့ဝင်ထားတဲ့ကိုရီမာတွေလည်းစိတ်ချပါเนาะကျွန်တော်ဒီမှာပြန်ထပ်ပြီးတော့ဖွဲ့ဝင်နေမှာဆိုတော့ကိုရီမာတွေလည်းဖွဲ့ဝင်လက်ခံပါတယ်ဝင်လာတဲ့ကိုရီမားတွေကိုလည်းကျွန်တော်အကုန်လုံး message ပို့ပေးထားပါတယ်အခုဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးရာဒါ channel တက်ကနေစပြီးတင်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လူဟောင်းလူတဲ့ကိုရီမားတွေအကုန်လုံးမြင်အောင်လို့ကြည့်နေတဲ့ကိုရီမားတွေ2D နဲ့သက်ဆိုင်တဲ့ channel လေးမှာ share လေးနဲ့ကူညီပြီးတော့ share ပေးစေချင်တယ်เนาะ channel subscribe မနေရသေးဘူးဆိုတော့ကိုရီမားတွေကလည်း channel လေးကို subscribe လေးနှိပ်ပြီးတော့ကြည့်မယ်เนาะပထမ channel အဟောင်းဒီဖြတ်ချခံရပါတယ်เนาะဘန်ခံလိုက်ရကဲအဲ့တော့အောင်သောကိုရီမားတွေလက်ပြန်နေကုန်မှာအဓိကထားပြီးစော်တင်တဲ့ key ခွေလေး3လုံးနော်လုံးဝအပီးပေါက်ကျွန်တော် key ခွေမေးနေကြတဲ့ channel ဟာဟောင်းမှာမေးနေကြတဲ့ကိုရီမားကျွန်တော် channel တကလေးကနေပြန်ပြောမယ် key ခွေဒီမနက်ဖြန်နေကုန်တနင်္လာနေ့22ရက်6လ2026တနင်္လာနေ့ဖွင့်နေကုန်မှာ key ခွေအနေနဲ့ခွန်3ည2 key ကိုစော့ခွန်3ည2 key နော်ခွန်3ည2 key အပီးပေါက်နော်အဲ့ဒီ key ခွေလေးကိုစော့မယ်ပတ်သီးနဲ့ပတ်သက်ပြီးဘာရွေးထည့်စရာရှိမလဲဆိုတော့6ပတ်သီးခွန်ပတ်သီးကိုရွေးပါ6ခွန်ပတ်သီးနော်အဲ့ဒါနေကုန်မာလီကအားကောင်းဆုံးသောအားလုံးဝကောင်းတဲ့ပတ်သီးတွေတိုင်းနေတတ်မယ်ဆိုတော့ကိုရီမာယူဆော့ကိုကြိုက်တဲ့ရှိမယ်ဆိုတော့ကဏ္ဍရှိရင်လည်းယူဆော့ပါကိုနဲ့ပတ်သက်ပြီးဘာ try ပြီးဆော့မလဲဆိုရင်6နှစ်9 5 9 8နော်ကျွန်တော်ဒါပေးနေကြအတိုင်းပဲပတ်သီးတစ်လုံးကဏ္ဍ3ကပတ်သီးတစ်လုံးကဏ္ဍ3ကကျွန်တော်ထုတ်ပေးတယ်နော်6နှစ်9 3မဟုတ် sorry 6နှစ်9 5 9 8ပြီးရင်9နှစ်9 5 9 3 9နှစ်9 5 9 3နော်နားမလည်ဗီဒီယိုလေးကိုပြန်ကြည့်ပါကျွန်တော်နှစ်ခါပြောလို့အဆင်မပြေပါဘူးကျွန်တော်ဒီ channel တက်ကလေးလည်းဖြစ်တဲ့အတွက်ထပ်ပြီးဘန်ခံပါဆိုလို့နော်ကဲအဲ့တော့အောင်သောကိုရီမာတွေကိုပတ်တီခွန်ပတ်တီကျိုင်းနေတတ်မှရှိရင်ကဏ္ဍလေးယူဆော့နော်ကျွန်တော်စကားရတော့အများကြီးမပြောတော့ဘူးကျွန်တော်ရဲ့ channel လေးကဘန်ခံလာတာဖြစ်တဲ့အတွက်အခုအကောက်တက်ကနေပြီးတော့ကျွန်တော်ပြန်လေးပဲတင်ပေးထားတာအောင်သောကိုရီမာတွေလူဟောကိုရီမာတွေရောလူသိကိုရီမာတွေရော channel လေးကို subscribe နှိပ်မယ်အဖွဲ့ဝင်နေပါတယ်ဆိုတဲ့ကိုရီမာတွေလည်းကျွန်တော်ရှိမှဇာတုပတ်တီတစ်လုံးနဲ့မွေးကနန်း2ကွက် sorry 3ကွက်ဇာတုပတ်တီတစ်လုံးနဲ့မွေးကနန်း3ကွက်ကိုထိထိမိမိအခါချင်းငွေ1000နဲ့စော့ကျင်တဲ့တာဝန်မှုတာဝန်ခံမှုအပြည့်နဲ့စော့ကျင်တယ်ဆိုရင်ကျွန်တော်ကိုရှိုင်းရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပင်ထောက်ပေးထားပါတယ် Viber ကိုလည်းလာပြီးတော့ဆက်သွယ်လို့ရပါတယ်9ခွန်4ခွန်ခွန်5523 88ခွန်52ခွန်458ဝင်လာတဲ့ကိုရီမာတွေလည်းကျွန်တော်ကဏ္ဍတွေအကုန်လုံးပို့ပေးထားတယ်အကယ်မရောက်သေးဘူးဆိုရင်ကျွန်တော်ရဲ့ကိုရီမာတွေအားလုံးပဲဖုန်းဆက်ပေးပါကြံခဲ့တဲ့ဘက်မှာကျွန်တော်လည်းလက်တွဲထားလို့အမျက်မရသေးဘူးဆိုတဲ့ကိုရီမာတွေအခုလာပြီးတော့ထပ်ပြီးတော့ကန်ဆက်ကြည့်ပါနော်နေလိုက်လေးပဲလိုက်ပြီးဆော့နိုင်တော့မှအဆင်ပြေတယ်နော်အဖွဲ့ဝင်လာပြီးမဝယ်နိုင်တော့မှနေလိုက်လေးပဲလိုက်ဆော့ကြည့်လုံးဝအဆင်ပြေတယ်ကဲအဲ့တော့အားလုံးသောကိုရီမာတွေ channel တက်ကလေးကို subscribe လေးနှိပ်ပေးထားမယ်နော်ဒါ channel အသစ်ပါကျွန်တော်ကိုရှိုင်းရဲ့ channel အသစ်ပါလူသက်လူဟောင်းကိုရီမာတွေအားလုံးပဲကိုရှိုင်းရဲ့ channel အသစ်ပါနော်ကျွန်တော်ရှိမှာဖွဲ့ဝင်မယ်ဆိုတဲ့ကိုရီမာတွေလည်းဖုန်းတိုင်းဆက်ပါနော်ကဲအဲ့တော့အားလုံးကိုရီမာတွေဘောလက်ပါဒီနေ့ကတော့ဒီလောက်ပဲပြောတော့မယ်နော် channel တက်ကလေးဖြစ်တဲ့အတွက်ကျွန်တော်မနက်ဖြန်မှကျွန်တော်စကားအစီပြောရမယ်ဟုတ်ပြီလားကဲအဲ့တော့အောင်သောကိုရီမာတွေဘောလက်ပါမနက်ဖြန်နေကုန်ကြမှာကျွန်တော်တို့ပြန်တွေးကြပါမယ်မနက်ဖြန်နေကုန်မှာအဆင်ပြေကြပါစေလို့ကျွန်တော်ကိုရှိုင်းစုံအောင်တောင်းပေးနေဗီဒီယိုမိုင်းလိုက်ရှိုးလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်နော်ကဲဘောလက်ပါ